မိတ်ဆက်ပေးမယ်ပစ္စည်းလေးကတော့ညီမတို့ကိုယ်ဝင်းဆိုင်မှာရရှိနိုင်တဲ့8 size 30 7 size ရိုးရိုးရွှေအောင်တိုင်တွေပဲဖြစ်ပါရဲ့ရှင့်။ဒါလေးကတော့ညီမတို့ဆိုင်မှာရရှိနိုင်တဲ့8 size မူလီတိုင်လေးတွေပဲဖြစ်ပါရဲ့ရှင့်။ဆက်ပြီးမှာတော့30 size ရွှေအောင်တိုင်လေးတွေပဲဖြစ်ပါရဲ့ရှင့်။ဒါကတော့စနစ် size ဆရာမူလီတိုင်လေးတွေပဲဖြစ်ပါရဲ့ရှင့်အခုပြသပေးခဲ့တဲ့ရိုးရိုးရွှေအောင်တိုင်များတာမှာကညီမတို့ဆိုင်တွင်7တော့တစ်စိမ့်ပြင်7တော့ရွှေအောင်များကိုလည်းဝါဆိုင်စနစ်5ဘဲမှာဝါဆိုင်24 6မှုအထိအတွေ့အကြုံများစွာလည်းရရှိနိုင်ပါသေးတယ်ရှင့်ယခုလိုရွှေအောင်တိုင်များတာမှာကမူလီစကူနဲ့နှမျိုးစုံကိုတနေရာထဲမှာဆုံလည်စွာရရှိခြင်းနဲ့ဆိုရင်တော့ညီမတို့ကွန်ဝင်းဆိုင်ကိုလှမ်းလာကြလိုက်ပါတော့ရှင့်